ကဲဒီနေ့ကကြတော့ကိုပြပြလန်ကြတော့ပေးသွားမလဲဆိုရင်မမို့တော်တွေရှိတယ်နောက်ချိန်သွားမှာဖြစ်ပါတယ်ဒီနေ့ရဲ့ plan အစီအစဉ်ကကြတော့ငန်းဟင်းနဲ့ကချင်စပြီးတောက်မှာဖြစ်ပါတယ်ဒီနေ့ outfit နဲ့ make up ကကြတော့ကျမကိုယ်တိုင်ပဲဖြစ်ပါတယ်ကိုလိန်ချေထားတာပေါ့နော်တက်လောက်မတက်လောက်လေးကားနဲ့လာမယ်ဆိုရင်မြကျနာကနေနောက်ချိန်ထိကိုတနားရီလောက်မောင်းရပါတယ်ကားစီဆိုရင်တော့တသိန်းပေါ့နော်တသိန်းလောက်ထဲမှာဆင်ပြပါတယ်ငန်းလေးကိုကြတော့သူကကြတော့အမွေးမပြောင်သေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အမွေးလေးကိုပေါ့နော်မီးလေးနဲ့ကင်လိုက်တာဖြစ်ပါတယ်ငန်းတာအဓိကဘာကောင်းတာလဲဆိုရင်တော့ပေါ့နော်ကြောက်ကတ်ကောင်းစေပါတယ်အဲ့ဒါတွေမကပါဘူးမင်းကလေးတွေဖြစ်တဲ့ဒီမီးညက်တို့ဘာလို့ဆိုလဲယောဂပေါင်း16000လောက်ကိုသူကပျောက်ကင်းပါတယ်ကောင်းနေကြောမဲ့ခေါင်မဆိုင်ဖဲစမှုစင်လို့ငွနာရှေတိုက်ခုကစင်မလို့မှာဟာဘကကြာရေးငါရန်ကောင်းနုံနေရဲ့မင်းညက်နမ်ချိုဂျုံတိုတဲ့ခုလို့တဲ့ဇီယငါမတဲ့တဲ့ခိုရဲအခုဘာပြောတော့လဲဆိုရင်တော့နားလေတဲ့သူလေနားလေတယ်ပေါ့နော်ကျမတို့ညော့ကဒီနေ့ကကျတော့ဟန်ပေါ့နော်လာပြကဲသားလေးချက်နေလို့မနော်ဆိုင်းကကျတော့စပီဆိုတဲ့ဟာမျိုးအဖက်လေးတော့ဝေးမှာဖြစ်ပါတယ်ဒါကကျတော့ဆိုင်းတို့စပီဝဲတဲ့အိမ်ကရေတွင်းရှုခီးလေးဖြစ်ပါတယ်အခုခေတ်ကလည်းမျိုးရေတွင်းမမြင်ဖူးတဲ့လူလည်းရှိသေးပါတယ်အဲ့ဒါကြောင့်ကိုရီးယားကျတော့မြင်ဖူးနေကြဆိုပေမဲ့တကူတကကိုရိုက်ပြတာဖြစ်ပါတယ်ဒီကိုရောက်တိုင်းဒီအဖွားရဲ့စပီလေးကိုအားပေးဖြစ်ပါတယ်အခုကင်ထားတဲ့ခေါင်းတစ်ခေါင်းမှပေါ့နော်1000ပဲဖြစ်ပါတယ်ဒီဘက်မှာ1000ဆိုပေမဲ့ဆိုင်းရောင်းတော့ကျတော့1000မဟုတ်ဘူးပေါ့နော်ဘာဖြစ်လို့ဈေးကြီးရတဲ့အကြောင်းရင်းကကျတော့ရန်ကုန်ဘက်မှာယူလာရတဲ့သူ့ရဲ့တစ်ဆေးရကျတော့ပေါ့နော်ယူရခတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ပါပြီးတော့ဘယ်သူမှတကူတကားလုပ်လို့မရှိဘူးပေါ့နော်ဆိုင်းကကျတော့ဆိုင်းတောက်ရင်းနဲ့သူများလည်းကြိုက်တယ်ဆိုလို့ရောင်းပေးရုံတက်ပဲပေါ့နော်ဒီနေ့ရဲ့ဆိုင်းရဲ့ vibe တွင်းတဲ့အတန်ကကျတော့ပေါ့နော်နည်းနည်းနူးညံ့နေတာကျတော့မိုးချို့လို့ပေါ့နော်ပတ်ဝန်းကျင်ကခဏရမ်းအော်ကိုပြပြလာဆိုပြီးအော်ကဲနေလန်ထုမှာဆိုလို့ဖြစ်အော်နေရဖြစ်ပါတယ်နားလေးပြပါချက်နီးကကြတော့ဆိုင်းပုံမှန်ချက်တဲ့နီးနဲ့မတူပါဘူးဒါကြတော့ဦးလေးချက်နေရဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ပေါ့နော်ချက်တဲ့လူကလည်းချက်ဆောင်တဲ့လူကလည်းစောက်ပေါ့နော်ဆိုင်းတော့စောက်နေအဖွက်ကပါရှင်ဒီနေ့ကတော့သူများရင်ပါအဲ့တဲလုတ်တဲ့နေ့ပေါ့ကွယ်ဒါကြတော့ဦးလေးဖြစ်ပါတယ်ချမ်းပေါင်အစင်လေးရဲ့အဖေဖြစ်ပါတယ်ရောက်ကတိလို့ခေါ်ချင်တဲ့သူများရှိရင်လည်းခေါ်လို့ရပါပြီငန်းသားနဲ့ဘဲသားတို့ကကြတော့ပေါ့နော်မချက်တဲ့သူတွေအတွက်တက်ကတော့အနံ့နံနဲ့ပေါ့နော်ချက်တဲ့ကျွမ်းကျင်တဲ့သူတွေချက်ရင်တော့အနံ့မနံပါဘူးကဲချက်ပြီဆိုတော့ကျမတို့တွေအဓိက point ဖြစ်တယ်ကဲတောက်မယ်စားမယ်ဘာညာကမယ်ပေါ့ကွာအခုဆိုင်းတို့ထိုင်နေတဲ့တဲလေးရကြတော့ပေါ့နော်တူမိုးနဲ့လှုပ်ထားတဲ့တဲမဟုတ်ပါဘူးတက်ကဲပေါ့နော်ဟိုလိုပြောရမလဲအရန်အေးဟာမျိုးလေးအမိုးဆိုရင်လည်းအဲ့လိုမျိုးရှငူလို့ခေါ်ပါတယ်ကချင်လို့ဆိုရင်ပျော်နီးကအမျိုးမျိုးရှိတယ်ပေါ့နော်တချို့တွေဆိုအပေါင်းအသင်းတွေနဲ့ကလတ်သွားဘာသွားအဲ့လိုမျိုးနေနဲ့ပျော်ကြတယ်ပျော်တတ်ကြတယ်ပေါ့နော်ဆိုင်းတို့ကကျတော့အဲ့လိုမျိုးမဟုတ်ပါဘူးကလတ်ဘာသွားမပျော်ပါဘူးဒီစပီရကြတော့ဘုနော်သူကကျတော့ထိုင်တောက်နေတဲ့ခါကျရင်ဘာမှဖြစ်ဘူးအဲ့လိုထားလိုက်တာနဲ့လေတိုက်ပြီဆိုတာနဲ့ပို့ပြီးတော့မူးလာတယ် move မျိုးရတယ်ပေါ့နော်ငန်းတာလည်းကောင်းလားဆိုအရန်ကောင်းတယ်လုံးဝမငြိဘူးကဲကျမတို့လူငယ်တိုက်တွေကပါတယ်ရှင်လူများတွေရဲ့ပျော်နီးရတော့မသိပါဘူးဆိုင်းတို့ရဲ့ပျော်နီးရတယ်လို့ပေါ့နော်လူကြီးဘာတို့တွေနဲ့တခါနဲ့တောက်ပြီးတော့စားပြီးတော့အဲ့လိုမျိုးကတဲ့ move ကိုအရန်ကြိုက်ပါတယ်ကျမဒီနေ့ office ကိုပေါ့နော်မရွယ်ပါဘူးတယုံမလေးနဲ့တော်တော်တူနေတယ်ပေါ့နော်ကိုကရတာအားမရလို့ပေါ့နော်ကလေးတွေကိုပါတခါတည်းနဲ့ရေတိုက်ပြီးတော့တခါတည်းကတင်ပြလိုက်ပါနဲ့ဒီနေ့ကျမရဲ့ vlog ကြတော့ဘနော်ကိုယ်တိုင်မချက်ရဘူးဆိုပေမဲ့သူများချက်ထားတော့အရန်ဟိုမှာစားလို့တောက်လို့ကောင်းပါတယ်ရှင်ဆိုင်ရဲ့ vlog ကိုအဆုံးထိကြည့်ရှုပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် bye bye see you နောက်ထပ် vlog တွေမှာတွေ့ပါမယ်ရှင်